Spider-Man လိုမျိုးလူကြိုက်အများဆုံး superhero ရဲ့ right တွေကိုပိုင်ထားပြီး Spider-Man မှာပါပဲ cinematic universe တစ်ခုလုပ်ပြတာကိုအယူထားတယ်လို့ပြောမလား Venom trilogy တိကျအောင်ထုတ်ပြခဲ့တယ်ဝင်ငွေပိုင်းကမစိုးဘူးပြောရပေမဲ့ iconic character level ထိတော့မရောက်ခဲ့ဘူးပြီးတော့ Morbius ရိုးမကောင်းတာလည်းမဟုတ်ဘူး mystery troll တွေနဲ့ပါဆောက်ခွက်ပြန်ခံရတဲ့အထိဆိုရခဲ့တယ်ပြီးတော့ Madam Web နောက်ဆုံး Kraven the Hunter Sony က Spider-Verse ကို Marvel လိုမျိုးအောင်မြင်တဲ့ universe တစ်ခုဖြစ်အောင်လုပ်ချင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့သိရတဲ့အတိုင်းစုပ်ပြတ်တက်ပြီးဘာဖြစ်ချင်နေမှမသိရဲ့ဒီလိုရုပ်ရှင်တွေပဲရခဲ့တယ်။တစ်ဖက်မှာ MCU Spider-Man က No Way Home လို့ crossover တွေအထိအကြီးကြီးအောင်မြင်ခဲ့တယ်လို့သူကိုယ်ပိုင် animation Spider-Verse ကလည်းတော်တော်လေးအောင်မြင်ခဲ့ချိန်မှာတော့ Spider-Man နဲ့ပတ်သက်တဲ့ right တွေအကုန်လုံးကိုသုံးလို့ရနေတာတော့မှlive version အနေနဲ့ခန်းခန်းနာနာဖြစ်လာရမယ့် character တွေအကုန်လုံး wasted ဖြစ်သွားတယ်ဆိုတော့ဒီနေ့ Sony ရဲ့ live version Spider-Verse ဘာလို့ fail ခဲ့တယ်ဆိုတဲ့အကြောင်းဆွေးနွေးတော့ပါမယ်စိတ်ဝင်စားရဆိုရင်အဆုံးထိကြည့်တော့ပေးကြပါဦး Sony ရဲ့ Spider-Verse fail ရတဲ့အကြောင်းမပြောခင် Marvel နဲ့ Sony နဲ့ကြားက Spider-Man ဇာတ်ကောင်ဒီအကြောင်းအရင်ပြောအောင်1990ဝန်းကျင်မှာ Marvel က bankrupt ဖြစ်ရမယ့်အခြေအနေနဲ့ကြုံခဲ့ရတယ်။ company ဆက်ရပ်တည်နိုင်ဖို့နာမည်ကြီး character တွေကိုထုတ်ရောင်းခဲ့ရတယ်။ H-Man နဲ့ Fantastic Four ကို Fox ကဝယ်သွားပြီးတော့ Hulk ကို Universal ကဝယ်သွားတယ်။ပြီးတော့ Spider-Man အပါအဝင် Spider-Man နဲ့ပတ်သက်တဲ့ Venom တို့ Black Cat တို့ Green Goblin တို့အဲ့လိုနာမည်ကြီးဇာတ်ကောင်တွေအကုန်လုံးကို Sony ကရသွားတယ်။အဲဒီကနေမှတဆင်ကျွန်တော်တို့အားလုံးရဲ့Tobey Maguire Spider-Man trilogy နဲ့ Andrew Garfield ရဲ့ The Amazing Spider-Man နှစ်ကားကိုမြင်ကွင်းရခဲ့တယ်။ The Amazing Spider-Man 2 Fabi ရဲ့နောက်ပိုင်းမှာ Spider-Man ကို Cinematic Universe level ထိတွားဖို့ပြင်ဆင်လာခဲ့တဲ့ Sony ရဲ့ plan ကရည်စုံမျှောခဲ့တယ်။2015မှာ Spider-Man နဲ့ပတ်သက်ပြီး Marvel နဲ့ Sony က partnership လုပ်ခဲ့ကြတယ်။အဲ့ဒါကနှစ်ဦးနှစ်ဖက်အကျိုးများမယ့်ကိစ္စဖြစ်တယ်။ Spider-Man ကို MCU မှာထည့်သွင်းခွင့်ရမယ့်ကိစ္စ။ဒါပေမဲ့ Spider-Man right ကို Sony ကဆက်ပိုင်နေမယ်ဒီ partnership ကြောင့်ပဲကျွန်တော်တို့ဒီ Captain America Civil War မှာ Spider-Man ကိုစပြီးမြင်ခဲ့ရတယ် Far From Home လို့ No Way Home လို့ Epic Spider-Man ရုပ်ရှင်တွေထွေကြည့်ခွင့်ရခဲ့တယ်ဒီ partnership ကကျွန်တော်တို့ထင်ထားလို့အရင်ချုံချုံမွေ့ဖြစ်ခဲ့တာတော့မဟုတ်ဘူး2019 Far From Home ရဲ့အောင်မြင်မှုအပြီးမှာ Disney က Spider-Man နဲ့ပတ်သက်တဲ့ share profit ဝေစုကိုပို့လို့ချင်ခဲ့တယ် Sony ကလည်းလက်ရှိပေးနေရတာထက်ပိုမပေးချင်ခဲ့ဘူးနောက်ဆုံးမှာ Spider-Man ကို MCU ကနေပြီးဖယ်ထုတ်ဖို့ထိပြဖြစ်လာတယ်။ဒါပေမဲ့နှစ်ဖက်စတူဒီယိုပြန်ညှိပြီး Spider-Man ကို MCU မှာပဲဆက်ရှိနေစေခဲ့တယ်။အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ Sony ကရှိပြီးသား Venom နဲ့Spider-Man မပါတဲ့ Spider-Verse ကိုအားစိုက်လာခဲ့တယ်။ Sony ရဲ့2018ကထွက်ခဲ့တဲ့ Venom က box office 850 million ရတဲ့အထိအောင်မြင်ခဲ့တယ်။အစားပိုင်းမှာတော့ Spider-Man မပါတဲ့ Venom ကိုအောင်မြင်နိုင်ပါမလားဆိုပြီးဝေဖန်မှုတွေရှိခဲ့တယ်။ Tom Hardy ကလည်း Venom နဲ့ဆောင်ရွက်လိုက်ဖက်ပြီးတော်တော်လေးအဆင်ပြေခဲ့တယ်။အဲ့ဒီမှာပြဿနာအစတယ်ပြောရမယ်။ Venom ရဲ့မထင်ထားတဲ့အောင်မြင်မှုက Sony ကို Spider-Man မပါပဲ Spider-Verse လုံးလို့ရတယ်ဆိုပြီးတော့အထင်မှားစေခဲ့တယ်။ဒါပေမဲ့ဒါက Universe ကြီးတစ်ခုလုံးလုပ်ဖို့လုံးလောက် power ရှိမနေဘူးဆိုတာကို Sony ကထဲမတွက်ခဲ့ဘူး။သူလှုပ်ချင်တာပဲသူဆက်လုပ်ခဲ့တယ်။ Venom ရဲ့အောင်မြင်မှုအရှိန်ကြောင့်ပဲဒီ sequence အနေနဲ့ Spider-Man ရဲ့ကြောက်စရာကောင်းဆုံးရန်သူတွေက Carnage ကိုမိတ်ဆက်ခဲ့တယ်။ Woody Harrelson ကလည်းကောင်းကောင်းလှုပ်ပြနိုင်ခဲ့ပေမဲ့ runtime တိုးပြီးတော့ဇက်အိမ်ကဒီ joke တွေနဲ့ Venom ကိုပဲဒါဦးစားပေးနေတာကြောင့်ပဲ Carnage လို့ပြီးလေရုပ်ရှင်တကားနဲ့ပဲ wasted ဖြစ်ခဲ့တယ်။ဒါတော့မှ pandemic ကာလမှာ900 million လောက်တော့ရခဲ့တယ်လို့ box office ရမစိုးခဲ့ဘူးလို့ပြောလို့ရခဲ့သေးတယ်။ credit scene မှာ Venom က MCU ရောက်သွားတယ်လို့မျိုး tease သွားလို့တော်တော်လေး hype ခဲ့ရသေးတယ်။နောက်တော့ဘာမှဆက်ဖြစ်မလာဘူး another wasted 2022မှာအားလုံးသိတယ် Moving Time Morbius ထွက်လာခဲ့တယ်။ resort အနေနဲ့တော့အားလုံးသိတဲ့အတိုင်းပဲတော်တော်လေးစုပ်ပြတ်ခဲ့တယ်။ Jared Leto တရုပ်ဆောင်ကောင်းခဲ့ပေမဲ့လည်းမကယ်နိုင်ခဲ့ဘူး။ဒီဘက်ကရုပ်ရှင်မရိုက်တော့ရင်တော့ကောင်းမယ်လို့ပြောရမယ်။ရိုက်တဲ့မြတ် Florida ဗျ Joker ကနေ Morbius အခုဒီလာထဲမှာဆိုလဲသူ Tron ထွက်ထားသေးတယ်။ Tron ကလည်း fail တယ်လို့တော့ပြောလို့ရတယ်ဗျာ။ခုနကပြောခဲ့လို့ပဲ is moving time ဆိုပြီး mean trend တွေဖြစ်တဲ့အထိ throw ခံခဲ့ရတယ်။အဲ့လို mean trend ဖြစ်သွားတာကိုလူကြိုက်မလားဆိုပြီး Sony ကရုံပြန်တင်ခဲ့သေးတယ်။နောက်တစ်ခါထပ် fail ခဲ့တယ်။နှစ်ခါတင်ပြီးနှစ်ခါ fail တဲ့ superhero ရုပ်ရှင်ပြရဆိုရင်တင်သွားတယ်။ Sony ရဲ့ပြဿနာ fan တွေဘာလိုချင်နေလဲဆိုတာကိုမသိတဲ့ပြဿနာ။အဲ့ဒါတော်တော်လေးဆိုးတယ်2024မှာ Multiverse Trend ကတော်တော်လေးခက်ဖြစ်နေတော့ Sydney Sweeney ဘန်းပြပြီး Madam Web နဲ့ဒီ Multiverse ကိုမိတ်ဆက်လာခဲ့တယ်။ Sydney Sweeney ကလည်းပြီးစုပ်ပြတ်တဲ့ဘာဖြစ်ချင်နေမှမသိတဲ့ plot နဲ့နောက်ထပ် troll စရာထပ်ဖြစ်ခဲ့တယ်။ကောင်းတာရှာကြံပြီးပြောရရင်တော့ Sydney Sweeney ကိုကြည့်ရပဲရှိတယ်။
ဒီနှစ်တက်ထောက်ခဲ့တဲ့ Craven the Hunter မှာဆိုရင်အရင်အောင်မကြည်တဲ့အထိအခြေအနေဆိုးသွားခဲ့တယ် Comic မှာဆိုရင် Craven ရဲ့ The Last Hunt ကတော်တော်လေး masterpiece လို့ပြောလို့ရတယ်ဗျာဒါပေမဲ့ဒီလို masterpiece ဖြစ်လာစေမဲ့ Craven ရဲ့ရန်သူ Spider-Man ပါမလာခဲ့တာဒီရုပ်ရှင်ကိုရတာတော်တော်လေးပြည့်စည်ခဲ့တယ်ရန်သူတော် Spider-Man ပါမလာတဲ့ရုပ်ရှင်က Craven ကိုအဓိပ္ပာယ်မရှိဖြစ်သွားစေတယ် Venom မှာအလုပ်ဖြစ်ခဲ့တယ်လို့မျိုး Craven မှာအလုပ်မဖြစ်ခဲ့နောက်ဆုံး Tom Hardy ရဲ့ trilogy အဆုံးသတ်ရော Sony Spider-Man အဆုံးသတ်အနေနဲ့ရော Venom The Last Stand ထွက်လာခဲ့တယ်လုံနေကြ formula အတိုင်းပဲမလိုအပ်တဲ့ jokes တွေ cringe joke တွေနဲ့ Tom Hardy ကပဲ talent တစ်ခုလုံး carry လုပ်သွားတယ်ပြောတာပြောတာ Venom 3 5စလုံးက Sony ရဲ့ Spider-Verse ကို financially ရကယ်တင်သွားတယ်လို့ပြောလို့ရတယ် Venom ရှာပေးတဲ့ပတ်စံတွေပဲတခြားကားတွေမှာဖြုံးပစ်လိုက်ရတာဘာပြော Spider-Man မပါတဲ့ Spider-Verse လုပ်ချင်တဲ့ Sony ရဲ့အလောင်းစားကရှုံးသွားတယ်ပြောရမယ်ကျွန်တော်အမြင်က Sony ရဲ့ Spider-Man ကအချက်5ချက်ကြောင့် fail ခဲ့ရတာနံပါတ်1 Marvel လိုမျိုးဘာဆက်လုပ်မယ်ဆိုတော့မယ်မယ်ရဲ့ vision မရှိဘူး Marvel ဆိုရင်2008 Iron Man ထွက်ပြီးရ credit ဆင်းမှာ Avengers အတွက်စပြီးတော့ပြသွားပြီ2012 Avengers မှာ Thanos ကိုပြပြီးသွားပြီပြောချင်တာ Sony မှာအဲ့လိုဘာပြီးရင်ဘာလာမယ်ဆိုတော့ plan ကရှိမနေဘူးနံပါတ်2 Spider-Man က anchor အနေနဲ့ပါမလာဘူး Spider-Verse လို့ဆိုပေမဲ့အဓိကဖြစ်ရမယ့် Spider-Man ပါမလာခဲ့ဘူး villains တွေ side character တွေနဲ့ပဲတက်တက်ကြီးပွဲထုတ်ထားခဲ့တယ်နောက်ပြီးတော့နံပါတ်3ရုပ်ရှင်တွေကတသက်မဲ့တဲ့ consistent thing ရှိမနေဘူး Venom ဆိုရင်ဟာတာပုံစံလာတယ် Morbius ကြတော့ horror ဆန်နေကြအောင် Craven the Hunter ကြတော့ mafia ဆန်ဆန် gangster ဆန်ဆန်နဲ့လာတယ် Madam Web ကြတော့ multiverse style နဲ့လာတယ်ဘာတစ်ခုမှဆက်မနေဘူးနံပါတ်4အချက်အဆိုးဆုံးက Carnage လို့ Riot လို့ villains တွေဘာမှလုပ်ကွက်မရပဲဖြုံးပြစ်တယ်နောက်ဆုံးအချက်အနေနဲ့က Sony ကကိုလန်းချောင်းတိုင်းကိုမတော်ပဲ Marvel လို့ Cinematic Universe ဖြစ်လာမို့ copycat လိုက်လုပ်ခဲ့တယ်ရလက်အနေနဲ့ကတော့ Universe ဖြစ်မလာပဲနဲ့ဟိုဒီဇိုင်းဒီဇိုင်းရုပ်ရှင်တွေပဲဖြစ်လာခဲ့တယ်ဒါကပဲ Sony ရဲ့ Spider-Verse ကို fail စေခဲ့တာဒီလိုနည်းနဲ့ DC ရဲ့ DCEU လည်း fail ခဲ့ဘူးလေSony ရဲ့ Spider-Verse ဖေးရခြင်းက Venom လို Morbius လို character တွေကပြင်းစရာကောင်းနေလို့စိတ်ဝင်စားစရာမကောင်းလို့မဟုတ်ပဲနဲ့သူတို့ကိုဘယ်လိုကောင်းနေလဲဆိုတာပြပေးမယ်သူတို့ကိုပိုလေးနက်ပိုအဓိပ္ပာယ်ရှိလာခြင်း main character main anchor Spider-Man ပါမလာလို့ဖေးခဲ့တာလို့ကျွန်တော်တို့မြင်တယ်အဲ့တော့အဖြေကရှင်းတယ် Spider-Man မပါဘဲနဲ့ Spider-Verse လုံးလို့မရဘူး Okay ဗီဒီယိုကတော့ဒီလောက်ပါပဲများတော့ Sony Spider-Verse တဲ့ကဘယ်ရုပ်ရှင်ကိုအကြိုက်ဆုံးလဲ Sony Spider-Verse ကြီးကို fail လို့ထင်လားအောင်မြင်တယ်လို့ထင်လားဝင်ဆွေးနွေးပေးသွားကြပါအောင်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်